အားလုံးပဲမင်္ဂလာပါเนาะဒါကျွန်တော်ဒါတင်တန်းမှာပါအဲ့တော့တင်တန်းနဲ့ကျွန်တော်တို့စိုင်နဲ့မှားနေမှာဆိုเนาะကျွန်တော်တင်တန်းတက်ဖို့မေးတာတဲ့ညီကောင်မတွေကကျွန်တော်ကတင်တန်းသိတဲ့မေးတာပဲเนาะစိုင်ကစိုင်တက်ဖွင့်တာပါအဲ့တော့ကျွန်တော်အားတဲ့ချိန်မှာဒါစိုင်မှာကျွန်တော်ကစပင်သွားညံ့နေပို့လေးတွေတင်တာပေါ့ဒါကျွန်တော်တင်တန်းမှာကျွန်တော်တင်တန်းကြောင်းလေးမေးတာတဲ့ညီကောင်မတွေအတွက်ပါเนาะကျွန်တော်တင်တန်းတွေက9လပိုင်းတည်းနေ့2025မှာတင်ဆောက်ပါဗျာเนาะကျွန်တော်တင်တန်းကိုတက်ချင်နေဆိုရင်ကျွန်တော်တို့ဒီလာထဲမှာကျိုးအပ်တာမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒါတရက်နေ့စမှာဆိုတော့အဲ့တော့ကျွန်တော်ကဒီဂျမတိုင်ကတင်တန်းပိတ်လိုက်တော့တင်တန်းကဟောင်းနေတော့မစုံသေးပါဘူးဒါတော့အစ်စ်တွေပါဗျာเนาะတင်တန်းကြီးလေးကတော့ကြားမဘာသာဆိုကျွန်တော်တို့10သိန်းပါဗျာเนาะအဲ့တော့ကြားညက်ဘာသာဆိုရင်ကျွန်တော်တို့10သိန်းယူပါတယ်မားညက်ဘာသာဆို10သိန်းယူပါတယ်ကြားမဘာသာဆို2မျိုးပေါင်း16သိန်းကျွန်တော်တို့က10သိန်းနဲ့လက်ခံပြီးတာဗျာအဲ့တော့ကျွန်တော်တို့ကြားညက်တစ်မျိုးနဲ့တင်နေတဲ့ဒီကောင်မတွေက9သိန်းဗျာเนาะ9သိန်းယူပါတယ်ကျွန်တော်เนาะအဲ့တော့ကျွန်တော်တို့ဒီတင်တန်းမှာပေါ့မုံမှန်တက်ချင်တာတို့အမြန်တက်ချင်တာတို့ကျွန်တော်တစ်ပိုင်းသာ9သိန်းပါဗျာเนาะအဲ့လိုယူပါတယ်ကျွန်တော်ဒါတော့ချက်တူရက်ရှိကုန်ပြီပေါ့ကျွန်တော်ဒီတင်တန်းကြီးကတော့နည်းနည်းလေးဈေးနေတာများတာရှိပါတယ်ဗျာကျွန်တော်တင်တန်းကိုတက်ချင်နေဆိုရင်တော့ဒီလာထဲမှာကျူအပ်ပြီးရမှာဖြစ်ပါတယ်ဒီရက်နေ့စောင့်လာလို့เนาะအဲ့တော့ရောက်တဲ့လူတွေကျူရောက်နေတာပြီကျွန်တော်သိเนาะတင်တန်းလေးစာနေရာလေးကျွန်တော်ပြောခဲ့ပါမယ်တင်တန်းလေးစာနေရာလေးကကျွန်တော်တို့မြောက်ကုန်း46လမ်းစုံအကျော်ပေါ့เนาะစိတ်မက်မှတ်တာဘုံဘွားလူလမ်းမှာပေါ့เนาะကျွန်တော်တို့ဒါ၄ရက်ကွက်တယ်မှာပါเนาะအဲ့တော့ဘုံဘွားလူလမ်းမှာယူမှာကျွန်တော်တို့စိုင်ဖွင့်တာပါတယ်တင်တဲ့တက်ချင်နေဆိုရင်ကျွန်တော်ဂျူကျွိုင်းယူရပါတယ်เนาะတင်တဲ့ကာလာကျွန်တော်၄လတင်ပါတယ်၄လနဲ့မတက်လဲတက်တိတင်ပြီးပါတယ်ဗျာเนาะဒီကြားမှာထပ်ပြီးစရာမလိုပါဘူးเนาะဒီမှာနေမယ်ဆိုတော့ကျွန်တော်နေစရာအလကားပြီးပါကျွန်တော်စားချိတ်ကကျွန်တော်တစ်လောက်ကျွန်တော်2သိန်းပြီเนาะကျေးဇူးတင်ပါတယ်ကျွန်တော်တင်တဲ့လေးကိုလည်းလာရောက်ဂျွိုင်းရဆိုရင်ဂျွိုင်းလို့ရပါတယ်เนาะအားလုံးဖိတ်ခေါ်ပါတယ်เนาะကျွန်တော်အခုကတော့ကျွန်တော်ရဲ့ဒါတပည့်အငယ်ဆုံးပါဒါတပည့်အငယ်ဆုံးလည်းမပါတယ်ဗျာเนาะလွန်ခဲ့တဲ့2နှစ်လောက်ကတင်တဲ့ဆင်းသွားတဲ့တပည့်အငယ်ဆုံးပါကျွန်တော်ရှိလာလေးနဲ့ဒါဒီသပင်လေးကိုဆရာရဲ့အမှတ်တရလေးညှက်ပေးပါဆိုเนาะကျွန်တော်ညှက်ပေးပါမယ်เนาะဒါတော့ကျွန်တော် flat တော့လေးညှက်ပေးပါဖြစ်ပါတယ်အဲ့တော့ဒါကဆရာ flat တော့လေးညှက်ပါမှာเนาะflat တော့ကတော့ဒီအပေါ်ပေါ့ကွာသူကဒီလိုအရှည်လေးဆိုရင်တော့ပိုကောင်းတာဒါတော့ညှက်ပြီးသားပေါ့ညှက်ပြီးသားဆိုတာတိတ်ပြီးတော့ဟိုပေါ့မညီတာလေးတွေရှိလို့เนาะဒါညှက်ပြီးမှာပေါ့ကွာအဲ့တော့ flat တော့ဆရာတို့ဒီပတ်လေကို90ဒီဂရီเนาะဒီလိုပတ်လေ90ဒီဂရီထောင်မယ်အပေါ်ကိုလည်း90ဒီဂရီပြောင်းเนาะပတ်လေ90ဒီဂရီထောင်မယ်ပတ်လေเนาะပြီးရင်အပေါ်ကလည်း90ဒီဂရီဖလက်အပြားတိုင်းပြားမယ်အခုတော့ဆရာကဒါဝမ်မဖတ်တိုင်းမှာနေဆရာထိုးမယ်စပင်ရလေးနည်းနည်းတူပေါ့နော်အဲ့တော့စပင်ညက်မယ်ဆိုဆရာတို့ကဒါတွေကြည့်ရမယ်ဆိုတော့ဒီဘေးတွေကိုကြည့်ရမယ်ဒါကြီးအရင်ကားပြီးထူနေရင်မလာဘူးဒီဆောင်တွေအရင်လုံးနေရင်အဆင်မပြေဘူးဖလက်တော့က4000ညှက်မှာဖြစ်လို့ဒီဆောင်တွေလုံးတာတော့ဆရာဒီပေါ်ဘာလို့ရတာမလဲပြားတော့နော်အဲ့ဒါလေးပြီးကြည့်ရအဒီကတော့ဒါဆရာအောက်စီဘာနဲ့ထိုးရတယ် 1.5 နဲ့နော်အောက်စီ 1.5 နဲ့ပြည်လေးထိုးနေလိုက်တယ်နော်ပြည်လေးထိုးနေလိုက်90ဒီထောင်ပြီးတော့တခါတည်းတက်နော်90ဒီထောင်ပြီးအဲ့ဒါမှခေါင်းကဘာဖြစ်မှာလဲ4000ကျောင်းနော်4000ကျောင်း4000ဖြစ်သွားပြီဆရာတို့ဒီဘက်လေးလည်းဘာလုပ်မလဲ4000တက်ပေါ်ပြီနော်အဓိကဆရာတို့ဒီစပင်ပုံစံတွေကကြတော့ဒီဖလက်တော့ရဲ့စပင်ပုံစံတွေကကြတော့ဆရာတို့အပေါ်ကိုဒက်တက်နော်ဒက်ဆို90ဒီဂရီဘာလို့ရတယ်လဲဒက်4000ထောင်မိတက်နော်အဲ4000ထောင်မိတက်လည်းမှသူကဘာလို့ရလဲဆိုတော့4000ကျောင်းအရင်ဆုံးဆရာတို့ကဒီအပွားတွေစပြလိုက်ရတယ်ဘေးပက်လေကိုဒီလိုမျိုးဒက်ထောင်လိုက်ရတယ်နော်ဒီမှာကြီးဆရာပေါ်ဒက်ဘာလို့ရလဲဒီဘက်ကိုလည်းထောင်လိုက်တယ်ဒီဘက်ကိုလည်းဒက်ထောင်လိုက်တယ်အဲ့တော့ဆရာတို့မှန်ရှိရင်တော့မှန်ဧည့်သည်ကိုမှန်ထဲမှာကြည့်ပေါ့နော်စပင်ညက်တဲ့ခါကျမှန်မရှိရင်တော့ရှိတဲ့တရားနေနော်ရှိတဲ့တရားနေပြီမှန်ရှိရင်တော့မှန်နေရနေကြည့်နော်မှန်မရှိရှိတဲ့တရားနေကြည့်ဒါတော့ဆရာဒဲတက်လိုက်ပါဒဲပြီးအောင်ဖားတက်လိုက်တယ်ဒါဆိုရင်ဒဲဟင်းလားဒီဘက်ပြီးလေဒဲတက်သွားပြီဒီဘက်ပြီးလေဒဲတက်သွားဒါဆိုအပေါ်ဆရာတို့ဘာလုပ်မလဲပြားတယ်ညမှာ2မျိုးရှိတယ်ပြားတာတော့ဒါလေးဆိုမညီဘူးပေါ့နော်ဒီရှေ့ရပဲပြနောက်ကပဲပြားလို့ရအဲ့တော့ဒီလိုရှေ့ရနေပြားမယ်ဆိုရင်လည်းရတယ်နောက်ကနေပြားမယ်ဆိုရင်ရဒါပေမဲ့ဆရာကတော့နောက်ကနေတော့ပြမယ်နော်ဒီဟာလေးနော်နင်းလားဒါလေးနော်ဒါလေးပြမယ်ပြတဲ့ခါမှာဆရာတို့ဘီကိုနိုင်မှုရေးကြည့်နင်းလားဒီဇောင်းတွေကလုံးလို့မရဘူးဒီဘီက
ဒီပေါ်မှာပြပြလေးဖြစ်အောင်နိုင်အောင်လုံးနိုင်မှုအရေးကြီးတယ်ဒါအခုဆရာအပေါ်လေးနည်းနည်းပြလိုက်တော့မှဘာပြောပါလဲမျက်နှာ၄တောင်ပြတ်သွားတယ်မျက်နှာသတိထားမိလားနော်အဲဒီမှာကြီးဆရာအပေါ်ပြီးတော့မပြရအောင်မျက်နှာလေးကဘာဖြစ်နေလဲ၄တောင်ဖြစ်နေမျက်နှာနော်အဲ့ဒါလေးသူချပြားနေအောင်မလုပ်ရမလဲပြားမယ်နော်ဟုတ်ပြီပြားပြီဆရာတို့ဘုံအဲ့တော့ပြားနေတယ်မှာဒီလိုကြီးကပ်ပြီးမပြားနဲ့သပင်အဲ့လိုကြီးကပ်ပြားလိုက်လို့ရှိရင်ဘာပြောရလဲဆိုဆရာတို့ကငယ်တွေကြီးရန်ကွက်သွားတယ်လေနော်ကွက်သွားတာမဟုတ်ကွက်သွားတယ်နော်ပြားမယ်အဲ့တော့ဒီရှိရောက်လို့ရှိရင်ဒီလိုနှိုက်ပြီးမပြားနဲ့မော့ပြီးတော့ပြားသွားမယ်နော်အဲ့တော့ဒီဖလက်တော့ကသပင်ယောက်ျားလေးသပင်ပညာထဲမှာဆိုရင်ဆရာတို့ကဖလက်တော့ကနည်းနည်းလေးသူကဟိုမကျွမ်းကျင်လို့ရှိရင်သူကခက်ခဲတဲ့ထဲမှာပါတယ်နော်ခက်ခဲတဲ့မှာပါတယ်ဒါအတူမို့လို့ခက်တာပေါ့နော်သပင်ကတူလေးပူခက်နေတယ်အတူတွေကတော့ခက်တဲ့ထဲမှာပါတယ်ဒါကြောင့်ဖလက်တော့ဆရာမင်းတို့ဒီချာညှက်ပြတာဖြစ်တယ်နော်โอเคဒါဆိုဆရာတော့မလုပ်လိုက်ပြီအပေါ်ကိုပြားလိုက်ထိတ်ကိုညီနေအောင်ပြားမယ်နော်ပြားပြီးညီနေအောင်ပြားမယ်အဲ့ဒီမှာဘာနိုင်မှုအရေးကြီးတာလဲပြီးအောင်ပြောဘာနိုင်မှုအရေးကြီးတာလဲပြီးတော့ဘီးနဲ့ဟွာနဲ့မမဆိုလို့နော်ဘီးနဲ့မမဆိုလို့အေးโอเคနော်လေပြောင်ကိုတရားဥနောက်တွေဘာတွေရောက်နေလဲမသိဘူးဘာနိုင်ရမှာဘီးနဲ့ပါနော်โอเคဒါဆိုရှားပါတော့လေအပေါ်ကိုပြားတွေမှာဒါလေးမင်းချောင်းလေးတစ်ခုတင်ထားသလိုဘာဖြစ်နေရမလဲညီပြီးတော့တန်းနေရမယ်နော်အဲ့တော့ဒီလိုမျိုးမှာဘာတွေရှိလဲဒီအဆွဲတွေရှိတယ်ဇောင်းတွေဒီဇောင်းတွေရှိတယ်မြင်လားဒါဆိုစမင်းကဘာပြောရလဲ၄တောင်ကြာတယ်နော်အဲ့လို၄တောင်ကြာညှက်မှာသူကဖလက်တော့ကလှနော်အဲ့တော့ဒီရှည်လေးလည်းဆရာနည်းနည်းလေးစောင်းစားလေးနည်းနည်းလေးထိန်းလိုက်နော်ညှက်တဲ့တော့အများကြီးတော့ဘာဖြစ်ကြမလို့မညှက်တဲ့တော့သူကနည်းနည်းတိဆောက်ရတာဖြစ်တယ်နည်းနည်းခတ်တယ်နော်ဒါဆိုဆရာဒီရှည်လေးလည်းထိန်းလိုက်ပြီးတခြားပြေးရတယ်မြင်လားဒါလေးထွက်နေတာလေးတွေဘာလို့နည်းနည်းလေးကောင်းလေးတွေသိမ်းမယ်ဒီလိုဒီအသားကြီးတွေဒီအတွင်းထဲဒီနှိုက်ပြီးတော့လုံးစရာမလိုဘူးเนาะခုနဆရာပြောတော့90ဒီဂရီဘာလို့ရမှာလဲဒီလိုဒဲတက်ပြီးတော့လုံးရမှာဒါပထမတစ်ခေါက်ညက်တာဘာဖြစ်တာလို့လဲသပင်ကပါထားလို့เนาะဒါပြန်ပြီးတော့ညှိပြီးတော့ညှက်နေရတာဖြစ်တယ်ဗျโอเคမြင်လားဒါဆိုဘာလို့ရလဲ၄တောင်ကြာပါမယ်เนาะ၄တောင်ကြာပါပြီအဆုံးလေးနည်းနည်းလေးတွေသိမ်းမယ်အဆုံးလေးဒီဆရာတို့ဘာပြောတချမ်းဘာလို့ရလဲ၄တောင်ကြာပါเนาะဒီဘက်ချမ်းကိုလည်းဆရာတို့၄တောင်ကြာအောင်ပြန်ပြန်နော်ဒီလိုရှိတဲ့ကြည့်နော်ရှိတဲ့ကြည့်โอเคနော်၄တောင်ကြာအောင်ဒီအသားလေးဆွမ်းစားလေးမလူတာလေးတွေသိမယ်ဆရာကျွန်တော်တို့အဲ့ရှေ့ကြနေတဲ့ဇပင်တွေဆိုဘာလို့ရမလဲနောက်မလန်တော့တဲ့တောင်ရှေ့ကြနေတဲ့ဇပင်တွေဆိုရင်ဆရာတို့တစ်ခါတည်းဘာလို့ရမလဲသိပြီးတော့ညှက်ပြရနော်အဲ့ဒါမှဆရာတို့ကဇပင်ပုံစံကပေါ်မှာနော်ဒါဆိုဆရာတို့ဒီဘက်လည်းဘာလို့ရလဲ၄တောင်ကြာအောင်ပြန်ပြရမယ်နော်ဆရာတို့၄တောင်ကြာအခုညနေတော့ဆရာတို့ flat dot hair style ဖြစ်တယ်ဗျာနော်ပုံမှာပြားပြီးညက်တော့ပြောတာနော်ပြပြတယ်ဒါဆိုဆရာတို့ဘာလို့လဲ၄တောင်ကြာပါတယ်မြင်လားဆောင်းလေးပဲနည်းနည်းလေးသိမ်းတယ်နော်သိမ်းတယ်ဆောင်းလေးနည်းနည်းလေးသိမ်းဆွမ်းစားလေးနည်းနည်းလေးသိမ်းအဲ့လိုသိမ်းတဲ့ကြမှာဆရာတို့ကဒီလိုကြီးသွားသိမ်းလို့မရအောင်နော်ဘီကိုဒီလိုကြီးလဲပြီးသိမ်းလို့မရအောင်ဒီလိုဘာလို့လဲခေါင်းပြီးတော့တက်တက်လေးကို90ဒီတက်ပြီးတော့သိမ်းမှာရှာမှာနော်โอเคမြင်လားဒါဆိုဘာလို့လဲ၄တောင်ကြာပါပြီဟုတ်ပြီဒီဒါလေးဘာလို့ပူနေနေရလေးမြင်လားဆုံးထွက်နေရတယ်အဲဒီဒီမီနဲ့ကမျက်စိပေါင်းမှုလေလူပဲနော်ခါလေးသိပြီးတော့ဟုတ်လားအားလို့ပါလေ၄တောင်ကြာပါပြီပဲလေ၄တောင်ကြာပါမြင်လားအဲ့လိုမလေးဆရာတို့ဘာဖြစ်နေအပေါ်မှာညီကြီးနေရမယ်သူထွက်သွားတဲ့ခါကျဇမင်းကဘာလုပ်ပါလဲအစာလေးတွေကမညီတော့အဲ့အစာလေးတွေထွက်တာလိုက်မိရတယ်နော်အဲ့အစာလေးတွေမထွက်စီနဲ့ရှေ့ရတယ်ပြန်နောက်ကပြန်ပြညီနေအောင်ပြနော်ညီနေအောင်ပြโอเคဒီအောက်ခြေလေးဆရာနည်းနည်းလေးပပလေးမြုပ်ပြီးတယ်ဘာလို့လဲဆိုတော့အောက်ကဖြူနေတဲ့အတွက်ကြောင့်ဘာမှမထူးတော့ဘူးเนาะဒါဆိုရင်သူဖတ်တော့ပို့ပြီးတော့၄တောင်ကြာတယ်ပို့ခံစားသွားတယ်ပြင်မယ်နော်ဆုံးစားလေးတက်တက်ရောက်တက်တက်ရပြမြင်လို့ရှင်ဆရာပြောတော့ခုနကတော့ဖလက်တော့ဖလက်တောက်ဆိုတာဆရာခုနပြန်ပြပါနော်ဒီအစားတွေညှိတဲ့ခါမှာလည်းမဟာလို့ခေါ်တာပေါ့ဒါကတော့နော်မဟာလို့အဲ့မဟာတွေပေါ်တဲ့ခါမှာလည်းဆရာတို့ကဘာဖြစ်လဲတီချာလေးတိတိကျကျလေးနဲ့တီချာလေးပေါ့နော်တီချာညှိမယ်အရှိကိုတီချာညှိမယ်ဒီအဆုံးစားလေးတီချာသိမ်းမယ်မဟာပုံစံလေးပေါ်အောင်လို့ဒါလေးပေါ်မယ်အဲ့ရောတယ်နော်ဒီမှာโอเคတဲ့လေးယူမယ်ဦးလေးကျုပ်ပြောင်းပါ
အဲ့တော့သမင်ဒီကလူတယောက်ဒုတိယမျက်နှာဆိုမှန်လားမှန်ပါတယ်နော်ဒါသမင်အတူပဲပြန်မြက်လာတယ်ဒါပေမဲ့ကျုပ်ကတော့ဘာပြောပါလဲကြောင်းပါနော်ကြောင်းလာတယ်ကဲအားလုံးအဆင်ပြေကြပါလိမ့်ကျေးဇူးပါတပည့်အငယ်ဆုံးညမှာကြီးကြတယ်โอเค